ဒီနေ့တော့ကိုလာရွှေတောင်တညာလုံးအိမ်မပြောခဲ့ရတဲ့လူသမှုတစ်ခုမင်းတို့မေးမယ်မင်းတို့ဒီအမှုကိုဖြေရှင်းနိုင်မလားတရားခံကဘယ်သူဖြစ်မလဲဒီနေ့ကိုလာရွှေစီကိုမျက်နှာဖြတ်နေတဲ့မိန်းကလေးတစ်ယောက်ရောက်လာခဲ့တယ်သူ့နာမည်ကစုစုကိုလာရွှေရှင်ကျမကိုကူညီပေးပါဦးစုစုရဲ့အတန်းတုံးကြီးနေတယ်ကျမတငယ်ချင်းမမေလာနဲ့သူ့ယောက်ျားမောင်တင့်တို့မနေ့ညပျောက်တော့ကြပါဒီမနေ့ကျတော့ရွာနေရွာကြားဒေါ်လန်ပေးကခြုံထဲမှာနှစ်ယောက်စလုံးအသက်ခံရတာကိုတွေ့လိုက်ရပါတယ်ကိုလာရွှေကခေါင်းငိတ်လိုက်ပြီးဖြစ်စဉ်စဆုံးပြောပါစူးစူးကအသက်တစ်ချက်ကိုရှူပြီးစပြောတော့တယ်မနေ့ညကမောင်တင့်တစ်ဖက်ရွာကြောက်ဝိုင်းကိုသွားတယ်ည8 နာရီကျော်တဲ့အထိပြန်မလာအောင်မမေလာကလည်းစိတ်ပူနေတယ်အဲ့ဒါနဲ့ထီထီချောင်းယူပြီးဝိုးကအထူယူဝိုးကသူ့ယောက်ျားကိုတွားခေါ်ဖို့ထွက်သွားတယ်ဒါပေမဲ့ည10 နာရီထိုးတဲ့အထိသူတို့နှစ်ယောက်စလုံးပြန်မလာအောင်ကျမလည်းရွာလူကြီးတွေကိုခေါ်ပြီးတညာလုံးလိုက်ရှာကြတယ်မနေ့ရောက်မှဒေါ်လန်ပေးရခြုံထဲမှာဓာတ်ထန်ရတွေနဲ့ဒေဆုံးနေတာတွေ့ခဲ့ရတာပါစူးစူးရဲ့စကားဆုံးတာနဲ့ကိုလာရွှေတို့ရွာကိုချက်ချင်းထွက်လာခဲ့ကြတယ်စုံစမ်းကြည့်လိုက်တော့မင်းညကျဝိုင်းမှာရှိခဲ့တဲ့သူ9 ယောက်ရှိတယ်။မောင်တင်ရဲ့မောင်စောမောင်မောင်ကြော်ကြော်နဲ့ရဲရဲမောင်တင်ရဲ့ကြက်နဲ့စောစောရဲ့ကြက်ရှင်ပြန်ခဲ့ပြီးမောင်မောင်ကမောင်တင်ရဲ့ဘက်ကိုလောင်းခဲ့တယ်။ကြော်ကြော်နဲ့ရဲရဲကတော့စောစောဘက်ကိုလောင်းခဲ့ကြတယ်။နောက်ဆုံးမှာမောင်တင်ရဲ့ကြက်အနိုင်ရသွားတယ်။ငွေတွေရပြီးပြန်ဖို့လို့တော့လမ်းမှာလှုပ်ခံနေအောင်မယ်။ဟဲ့အောင်မောင်မောင်မင်းလိုက်ပို့လိုက်လို့စောစောတို့ကပြောခဲ့ကြတယ်အဲ့ဒီနောက်မောင်တင်နဲ့မောင်မောင်တို့နှစ်ယောက်ထွက်သွားခဲ့ပြီးစောစောရဲ့ကြော်ကြော်နဲ့ရဲရဲတို့ကတော့ကြက်ဝိုင်းမှာဆက်ထိုင်ပြီးတောက်နေခဲ့ကြတယ်လို့ဆိုတယ်ကိုလာရွှေကတယောက်ချင်းစီကိုစစ်စစ်မင်းမြန်းကြည့်လိုက်တော့ဘယ်ချိန်လဲတော့ကျွန်တော်တေချာမမိဘူးမူးလဲမူးနေတာဟုတ်သူကလာပြီးသူ့ယောက်ျားကြောင့်လာမေးရမရှိတော့ပြန်တော့အဲ့လောက်ပါပဲသူ့ပုံစံလားသူ့ပုံစံစပင်ရှိနဲ့သူ့မြင်မှုပါတယ်ဟိုဘက်ရွာလေးတင်ဆိုတော့အပန်းလေးဝတ်လာအပန်းလေးငတဲ့နဲ့ပတ်သက်လဲကျွန်တော်မသိဘူးသူ့ကိုလိုက်ပို့တဲ့မောင်မောင်ဆိုတဲ့ကောင်ပဲသိလိမ့်မယ်ကျွန်တော်တို့က17ဟုတ်တယ်17လောက်မှပြန်ကြတယ်ကျွန်တော်တို့ကကြောက်ဝိုင်းပြီးတော့ဆက်ပြီးတောက်စားနေကြလေဘယ်တော့မှဝိုင်းရထသွားမျိုးရှိဘူးဟုတ်တယ်မရှိဘူးကျုပ်တို့သူတို့ပြန်ကြတာသူ့မိမလားဘာမှတော့မပြောပါဘူးကိုသိရှိလာတဲ့အဲ့ဒါပဲလာမိတာသူ့ပုံစံလားကျွန်တော်မမိရတော့ပိန်ပိန်နဲ့ဂျင်းမောင်မီတူတူလေးဝတ်ထားအဲ့ဒါပဲတည်ဟုတ်တယ်သူ့ယောက်ျားဒီမှာရှိလာတဲ့မရှိဘူးလို့ပြောရတာအဲ့နဲ့ပြန်တော့အဲ့ဒါပဲသူ့ပုံစံလားအင်ကြီးပန်းရောင်ဝတ်ထားရတယ်တဲ့ကိုလောက်ရွှေတို့လည်းမဆုကိုရေးမှတ်ထားပြီးမောင်မောင်စီကိုထပ်သွားတယ်ဟုတ်ပါတယ်ကျွန်တော်မောင်တင်နဲ့သူတို့ပြန်လာပါဒါပေမဲ့ရွာထိပ်ကိုပဲကျွန်တော်လိုက်ပို့တာပြီးတော့ကျွန်တော်လည်းကိုယ့်အိမ်ကိုပြန်လာပဲကြောက်ဝိုင်းလည်းပြန်မသွားဖြစ်ကျွန်တော်ကဟိုကောင်းတွေကရှုံးလာဆိုတော့လေကျွန်တော်ကနိုင်တော့ပြန်မသွားသူ့မိန်းမလားအဲ့တော့ကျွန်တော်မသိဘူးဗျစုံလဲမစုံကြအောင်အိမ်ညပါနော်မောင်တင်လားမောင်တင်သူ့ပုံစံစုဖြူစုကျဲအဖြူလေးဝတ်လာဟုတ်တယ်ကိုလာရွှေကဘာမှမပြောပဲမဆုစာအုပ်ထဲမှာတကြောင်ချင်းစီရေးမှတ်နေခဲ့တယ်စစ်ဆေးမှုအားလုံးပြီးတဲ့နောက်ပြန်ကြစို့လို့တခွန်းပဲပြောပြီးစခန်းကိုပြန်လာခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီညမှာတော့ကိုလာရွှေအိမ်မပြောခဲ့ဘူးသူရှိရမဆုစာအုပ်ကိုတိတ်တလေးကြည့်ရင်ရုတ်တရက်တပြင်းချလိုက်တယ်ဒီမှုမှာတရားခံကသူ့ကိုယ်သူလုံးဝအမားမလုပ်ခဲ့ဘူးလို့ထင်ခဲ့တယ်ဒါပေမဲ့
မထင်မှတ်ထားတဲ့စကားတစ်ခွန်းကြောင့်ပဲကိုလာရွှေရတရားခံကိုတီးသွားခဲ့တယ်။နောက်နေ့ရောက်တော့စခန်းကိုသွားပြီးလူဝင်အားစုကတရားခံကိုတောဖမ်းပြီးစစ်ဆေးလိုက်တော့အဖြစ်မှန်အားလုံးကိုပေါ်ပါတော့တယ်။တရားခံကဘယ်လိုလဲ။ဘယ်ထွက်ဆိုချက်ကအမားဖြစ်နေလဲ။ဒီအမှုကိုကိုလာရွှေကဖြေရှင်းနိုင်ခဲ့တယ်။ဒါပေမဲ့မင်းတို့ဖြေရှင်းနိုင်မလား။